လို့အေးဟုတ်တယ်ပါကြည့်ကြမှာငါတို့ Let's look at so careful word. No, really casting your mouth. I think that much. Now, အမမင်းမချိုး huh? You don't do အ that. မရဲ့မျက်ခုံးမမျောအိတ်ခဲ့လေဒီမလေးအဲ့လိုမထားရအောင် No, so Fifi. The meal how good. The England ma don't pull out. ဒီလိုလေမရဲ့ We casting. အဖေတားလိုက်တော့အမစကားပြောတယ်တခုကြီး Baro. အမဘယ်နိုင်ငံနဲ့ဘယ်နိုင်ငံနဲ့ပြန်လာ The ma England နိုင်ငံနေပြန်တော့ကျွန်မရေခုံမှာ9ရက်လောက်နေရခဲ့တာအခုရှိမှတွေ့ရတော့ကိုင်းတဲ့ချက်ချော်လေးတာတောက်တာမဆောက်တော့ ဆောက်ဖက်နဲ့အေးလေလမ်းက မဟုတ်ဘူးနေတော့ရွာလေကျွန်မရွာကျွန်မပြည့်နေရပြီဒါပေမဲ့ဒီတော့မှကျွန်မမချောက်တဲ့ဘူးဖြစ်နေကျွန်မရေခုံမှာ9ရက်လောက်နေလာခဲ့တာ ဒါဆိုတော့ဝင်လာတာဟုတ်တယ်လေအမရေကျမတို့မဟုတ်ွယ်တွေ့ရှင်းမလည်းပိတ်စာအရှိရဟာ အဲ့ဒီကဘာမဟုတ်ဘူးကျွန်မလေဒီကရွာချက်ပတ်စံနေယူသွားတော့ပတ်စံနေပြရမှာမတားပါဘူး အဲ့ရေခမောက်တရားတစ်ခုပဲတွေ့ ဘာ ဟုတ်တယ်လေ Okay, focus. ဒီကမွေကြမှာဒီရွာမှာရေကမချီလို့လား Oh no, sweet လေ ကျမတို့တော့လက်ခက် ဘယ်မှာလဲဒီတို့ရွာငါးရွာကြတော့ဟိုဘက်ဒီတို့ရွာထဲမှာပဲလားအမလီ မဖြစ်တာလေအမရှိပါဘူးခုနမှာပါလေ အိုင်မဟုတ်ဘူးဘိုက်စာလို့ အဲ့ဒါကျမတို့အိမ်လက်ခက်ရှင်းနေများ ဟုတ်လားဘိတ်စာနဲ့တော့ပဲအစင်ပြီးပါမလားနေတို့အိမ်မှာလေ ရှင်တို့အိမ်လာရကျမတို့ပြန်ကျွေးရမယ်နော် အမလီကြေးပါမယ်အခုမှလည်းကျွန်မဘိတ်စာ သွားမယ်လေလားသွားမယ် Okay ကျွန်မလည်းဟိုဖြစ်နေလို့ပါရှင်ဟာတော့မယ်ဟုတ်ကဲ့ထားနေလား ဟုတ်တယ် Hey, well the time to give up ဟိုလိုက်ပါနဲ့ဖေးလား ဘာလဲ လာသွားမယ်တောင်းဝင် ဟဲ့ညောင်းလိုက်တာဟဲ့ မောင်မဲနေရတွေ့လား ညောင်းလိုက်တာတင်းတင်း အဲ့လိုလေးရှိပါအမလေးစမရလေးကရလိုက်တော့ Oh မဟုတ်ဘူးအင်္ဂလိပ်တိုင်း Hello ရရှိထားပါဘူးချင်းပြဟုတ်မြန်ကြောက်လို့လမ်းတော့လေဟုတ်တယ် What you want to just ကျွန်မကြောင်းလာတယ်ကျွန်မဘိတ်စာတယ် ကြီးလာလားကြည့်လား မဟုတ်ဘူးနေကဘာwords ကျွန်မဘလို့ ဘာလို့လဲပြောတယ်ဗာလေပြောရတယ်ကျမကမလဲ I don't care for you okay ကျမဘာလို့ခိုင်းရလဲရှင်းသူလည်းပေါ့ပဲ ကျွန်မကျွန်မဘိတ်စာကျွန်မမှာ grow ပါရဲ့ဘာရှိလဲမသိကျွန်မဘိတ်စာလို့ ကျွန်တော်မဟုတ်ပါဘူး ကြည့်မယ်တခုချွေးကြလေကျွန်မဘိတ်စာလေ တော့ခုတော့မခုတဲ့ခုကောက်တာခု အာ ကောက်တာခုလေ မဟုတ်ဘူးဒုက္ခပဲကျွန်မလေးတဲ့အခုဘိတ်စာလေကျွန်တော်ကျွန်မကိုကျွန်တော်သမင်းကြည့်မယ်ဆို အေးလည်းကတော့ခုလာမယ်နော် အေးဒါတော့နေရလေကျို့အဲ့လိုမခိုင်းရဘူးအနည်းနဲ့ဘယ်လိုခေါ်လဲမသိဘူး ကျမနာမည်ဟာသူ့ပြီ ဟုတ်တယ်ခုနကမှနာမည်ဘယ်လိုခေါ်လဲမသိဘူး သမီးကျမကမသိဘူးလေသူ့နာမည်သူ့ပဲသိမှာပေါ့ဒီလမ်းကမှရေးမိစားမရဘူး အော်ကျေးဇူးပါရှင်မဘိတ်စာရတော့ဘာချစ်ထားတော့အဲ့ရမှာသိရမှာလား Okay အဲ့ဒီဘက်ကနေဒီမှာခဏခဏခဏပြောင်းတယ် ရပါတယ်ကျွန်တော်ကြားပါအောင် ခဏခဏ ။ကျွန်တော်ရတယ်ကျွန်မအင်္ဂလိပ်လိုမဟုတ်တော့လေတိတ်ပြီးတော့မနေမထိုင်တတ်ဘူးပေါ့နော် မစားပါဒီကမှရေးစားပါဦး ။ဒါစီဒီပဲဒါပဲလားဟင်းနေရကျွန်မမကြိုက်ဘူး။ကျွန်မစားချင်တာကပိထောင်ဖို့။ဟိုရွာလိုမျိုးလိုလေငါတို့ချက်စားချင်တာဒါမစားချင်ဘူး ဟုတ်ကဲ့နေပါ ။ကြည့်တော့ဒါစီဒီပဲ မလေးလာပါဒီမလေးစားနေကြပါလေခဏပါပို့ပါဦးဟုတ်ကဲ့ ။ဟမ်။ဒါရှမ်းကြီးလည်းဖက်မဟုတ်လား ဟုတ်တယ်လေ ။ဟဲကျွန်မစိတ်ကြီးကျွန်မငငယ်တခုနခေါ်ရတဲ့တချို့မှတရားကျက်တယ်အရင်ကတန်တာပဲဒါကျွန်မငငယ်တမပြောရလိမ့်လားဘာလဲ။ तू အရင်ကမြန်မာနိုင်ငံမှာခက်စားနေရင်ဟာလေ။ဒီမှာဒါလေးနဲ့စားမယ်နော်သိလား။ဒီချက်ရေးတော့မယ်နော် စားပါ ။လေ။ဟာမွေးလိုက်တယ်တင်းလိုက်ပါဦး။ထဲမယ်နော်။ဒီဆုံးကြလေးအရင်ဒီမယ်နော်။ဟဲပြောမနေနဲ့ Oh my god အရင်ကောင်းတယ်ဟဲ။ကျွန်မဒီလိုစားချင်နေတာကြာပြီသိလား။ စားစားမလေးအများကြီးကြံရမှာလေ အကြတော့ပါစားမယ်လို့ဘယ်တော့မှလည်းကွာကိုစားမှာပေါ့။အိုး ရေးသားချင်လား ကောင်းမှကြာစားလို့ ရေးသားချင်လားလို့ပြောနေမလား ဒီတစ်ခါပြောပါ ဒီတော့ကပဲရော့ အရင်စားလို့ကောင်းတာပဲ။ဒါကလည်းပေးလိုက်။ငါရှောင်းယူပြီးဟောက်စားတော့ပဲ အဲ့ကျမတို့လည်းပတ်ဆွဲပြရဟုတ်တယ် ။သွားပေးပါမယ် ဆန်းနေနဲ့ပတ်သက်စားချင်တာ ။ဟုတ်လား။အဲ့ဒါရှိဝယ်လိုက်လေ တော့ကပိုက်တာမရှိတာမ ။ ပေး အမဒီထက်ကနေပေးခင်မယ်နော်။သိလား။ကဲတော့ဟောက်စားလိုက်မယ်လူစားလိုက်မယ် ပတ်တာအိပ်ပါရမှာပေါ့လာလိုက်ကြ ။သက်ဆိုင်မရဘူးလေ။ပတ်ဆိုင်ကျမအင်္ဂလိပ်ယူသွားရမှာ ဝါ ။အရင်စားလို့ကောင်းတယ် အမလည်းတော့ခဏနေလေးတုတ်တောင်းလားဟုတ်တယ်မပြတ်ပြတ်ကားလို့သူများရဲ့လမ်းကုန် ။အမေကျမအင်္ဂလိပ်မှာအလားဆုံးစုရရှိထားတာနော်ကျမ ဟုတ်လားအဲ့ဒါမှ ကျမနိုင်ငံချင်းပြပြောဖို့လေဒီလားဒီကျမအင်္ဂလိပ်မှာနေတော့ရတယ်ဒီချက်ကြည့်တဲ့ဖက်အားလေးဒီလားမြန်မာနိုင်ငံမှာဘောကောင်းဖို့လေတဲ့အဲ့ကျမအခုမှကြံနေတော့ဘယ်ရကြတာတော့ တော့ဝယ်လာပေါ့ အဲ့စုပါပေးပါအောင် မဝါပြီလားမဝါပြီ ဟုတ် ဒီမလေးရောအားရဒီပါရှင်အမဘယင်မလာကျမတို့ကကုညီပြတဲ့လူတွေလားသွားမယ်နော် အေးယူသွားလိုက်ကြရေးကြည့်ပါရှင်ကျမဒီလိုခေါ်ကြည့်ရအတွက်လေ ဟုတ်ကဲ့ ရှင်တို့ကကျမပတ်စံနေမဟုတ်ဘူးတယောက်9000စီပေးခဲ့မယ်နော်မြန်မာငွေ ဟုတ်ကဲ့ဒီပါရှင်ရပြီလား ရပြီ အဲ့ဒါမရော အဲ့ဒါခါပြန်စင်းမယ်နော်ပြီစစ်ပြ ရ ကျောင်းလေးအမိုက်တောင်ဝယ်ပြကြပါဦး
这里怎么遇到也没？怎么也在这？这是个比来拍吧个。 စပါကင်မှာလည်းအထုပ်အများကြီးပါတာမို့လို့လိုတောင်စားတော့ရပါတယ်ရှင်ပြီးတော့တစ်ထုပ်ကောင်မှတရားချက်ပဲဖြစ်တာဖြစ်တဲ့အတွက်လူပေါ့နော်တပတ်စားတော့ဒါစားလို့ရတယ်တပတ်စားချက်ပဲပေါ့နော်ဟိုဘောဆက်လေး18ရက်လောက်စားလို့ရပါတယ်ပြီးတော့ဒီကစပါကင်အားလုံးဝယ်လို့ရှိရင်လုံးဝကိုတစ်နေ့လောက်ခံမယ်ပေါ့နော်ဒါကိုကျမတို့တော့ဒါလေးတို့ရကျမရဲ့အရင်ကိုကြောက်ရငါပြလက်ဖက်လေးတွေပါရှင် highly flexible cat just bye bye အင်္ဂလိပ်ပြလာတဲ့အမကြီးကတော့စစ်စစ်ငါပြလက်ဖက်တွေ့သွားလို့ကြိုက်သွားပါပြီ